အားလုံးမင်္ဂလာပါဒါတော့အဲလော်ပေါ့နော်သူရဲ့ပြဿနာကတော့အတန်ကျဲနားထောင်ကြည့်မှာပေါ့နော်တော့ပြင်မယ်ဆက်တော့မှာနော်အတန်တော့ကျဲတယ်နော်ဒါတော့ခုနတင်ပေါ်တို့ဘာတို့သွားကုန်ကျွန်တော်တို့အင်ဂျင်ခွဲမယ်ပေါ့နော်အင်ဂျင်ခွဲကြည့်မယ်ထောက်ကြည့်မယ်ဟုတ်လားမဟုတ်လားနော်ဒါတော့တွေ့ရပြဿနာโอเคဒါတော့ကျွန်တော်တို့ဖြုတ်လိုက်ကုန်ပြီပေါ့နော်ဒီပြဿနာတော့ဒီမှာဒီဘောတွေနော်ခွဲတယ်နော်ဒီမြစာဘောတွေခွဲတယ်သူကနှလုံးလုံးလဲပေးလိုက်သူရဲ့ဒီကောင်လည်းမျက်နှာပြင်သွားစားလိုက်နော်သူဟက်တော့နော်နောက်တစ်ခုကတော့ဒီရောက်ပြီဘာဒီဘာဖြစ်များတယ်နော် n မဲတို့ n လော်တို့နော်ဖြစ်များတယ်နော်ဟိုစိတ်ပါဖြစ်များဒါပေမဲ့ကျွန်တော်တို့ဝယ်လဲပေးလိုက်တယ်နော်ဒီရဲ့ခုနှစ်တင်းကိုလည်းကျွန်တော်တို့ ဘောတွေပါတယ်လဲပေးလိုက်ပြီနော်โอเคဒါကတော့ပြီးဆုံးကုန်ပြီနော်တပ်ပြီးမှပြန်ပြပေးမယ်နော်โอเคဒါတော့ engine တွေပြန်လုံးနေပြီနော်အပန်တော်ကျတဲ့ engine ဒါတော့ကျွန်တော်တို့ body ပဲလဲလိုက်တယ် body ကတော့သူတန်ကြီးသက်ပဲကျွန်တော်တို့ခွဲပြီးဆိုတော့လဲပေးလိုက်တယ်နော် body သူရဲ့ဒီတိုင်းတွေလဲပေးလိုက်နော်ဒါတော့ကျွန်တော်တို့ပြန်ထည့်ဖို့ကဒီမှာအထက်မှာ auto ပဲဘာမှမရှိဘူးနော်အထက်မှာဒီကောင်နဲ့ပြန်ပိတ်လိုက်နော်ဒါတော့ကျွန်တော်တို့အဖောက်ပြန်ပိတ်လိုက်တော့မယ်နော်ဘာမှမရှိတော့ auto ပိတ်နေရတော့အထက်မှာတော့ကီယာတွေဘာတွေမရှိဘူးပေါ့နော်လွယ်တယ်နော်ဒါတော့ပြန်ထည့်ပြီးတော့အပေါ်ချမ်းပြန်တားလိုက်မှာပေါ့နော်ခုမနေ့တော့ဘာပြဿနာတွေရှိလဲဆိုတော့ဒီမှာဘောကွဲနော်ဘောနော်ကင်းမြေစဘောတွေနော်မှာကွဲကုန်ပြီတော့လောက်ရနော်တော့လက်ကွဲတယ်ဒီမှာသူရဲ့စိတ်ပါတိုင်းပြင်ချင်းလာဘယ်လိုခေါ်လဲဒီကောင်လဲတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ပြန်လုံတော့မှာနော်โอเคအားလုံးပဲဒါတော့ပြီးပြီပေါ့နော်အဲ့လောက်ဒါတော့နိုးထားတဲ့အစံနော်အစားလာတဲ့အစံကတော့တစ်မျိုးနော်ဒါတော့ပြီးပြင်လိုက်ပြီပေါ့နော်ပြင်ပြီးတဲ့အစံဒါတော့အစံငိမ့်နေပဲနော်โอเคဒါတော့ပြီးတဲ့အစံပေါ့နော်ဒါတော့ကျွန်တော်အစားလာတဲ့အစံပြန်ပြပေးမှာပေါ့နော်လို့လေအစလာတဲ့အစံနဲ့အခုအစံ